ဘာလို့ဆိုတော့ကျမဝင်းပသိန်းနဲ့ဖြစ်လာအောင်ကျမမျိုးသားကအများကြီး supporting ပေးခဲ့တယ်အနာကနေပြီးအကုန်လုံးပေါ့ထောက်ပံ့ကူညီပေးခဲ့တယ်ပေါ့မရဲ့အခုချိန်မှာကျမမျိုးသားသာရှိခဲ့မယ်ဆိုရင်ကျမသားလေးကိုကျမခေါင်းဆောင်မင်းသားတနေရာဖြစ်ဖြစ်ဒါမှမဟုတ်လည်းကိုယ့်ရဲ့ကိုယ်ပိုင်စီရီကိုတောင်မှကျမတို့ကိုယ်ပိုင်ထုတ်ခဲ့သေးတာပဲလေကိုသားလေးကိုဒီတငယ်ချင်းပေါင်းတဲ့နေနဲ့တိုင်ပင်ပြီးတော့ကိုယ်တိုင်ငွေကုန်ကြေးချခံပြီးတော့လုပ်ပေးဖြစ်လိမ့်မယ်လို့ထင်ပါတယ်လောက်ရဲတယ်ဆိုတော့ဘယ်လိုပြောရမလဲတော့မသိပါဘူးဒါလည်းအဓိကတော့ဒါရိုက်တာကိုဆိုပြေပေါ့ဒါရိုက်တာကိုဆိုပြေကသူ့ကိုဇလန်းအမှန်တော့ရိုးရိုးလေးကိုစမ်းလိုက်တာကတော့ဒါရိုက်တာရဲ့လှုပ်ချက်ပေါ့နော်တားလည်းပြောတယ်မကြီးတဲ့ဒါဘယ်လိုသရုပ်ဆောင်မှန်းတော့မသိဘူးတဲ့အိမ်အောင်ရေးကားဖြစ်နေတဲ့အတွက်ပေါ့နော်ဆိုတော့တားရဲ့မင်းဒါရိုက်တာကြီးရှိတာပဲဒါရိုက်တာကြီးခိုင်းတာလုပ်ပေါ့သူအဲ့နေ့ကလည်းသူသွားတော့ရိုက်တယ်ကျမတော့ဇလန်းလည်းမသိဘူးဘာမှလည်းမသိဘူးမေးဇကားနဲ့မဲတော့ဒါပဲဆိုတော့သွားပေါ့အဲ့လောက်ပဲသိပါတယ်မေးပေါ့ဟုတ်သူကကျမမေးတယ်တာဘယ်မှာလဲ location ဘယ်နေရာလဲမေးတော့ဟိုတယ်မှာတဲ့ငါဟိုတယ်ဆိုရင်တော့အမေလိုက်မယ်ပေါ့ဆိုတော့မေးမလိုက်နဲ့တဲ့ဘာဖြစ်လို့လဲလို့ဟာမေးရဲ့ဂရင်ခန်းနေတဲ့အိမ်အောင်တဲ့အခန်းနေတဲ့အိမ်အောင်တဲ့အခန်းကဘာတွေများဘယ်လောက်ပြမှာမလို့လဲမင်းတို့ကဇလန်းမဲသားရဲ့လို့ဇလန်းလိုပဲအမေလည်းမြင်မှာပေါ့ဆိုမေးမလိုက်ပါနဲ့မေးပါရင်တာတေးမှုဆောင်ရဲဦးတဲ့သူကအဲ့လိုမျိုးပြောတော့အဲ့နဲ့ကဲငါသားစိတ်ချမ်းသာအောင်ကဲအဲ့ဆိုလည်းအမေမလိုက်တော့ဘူးသားရဲ့လို့ဆိုပြီးတော့နင်းဖြစ်လိုက်တာအမှန်တော့အိမ်အောင်ရေးဇလန်းဆိုတော့ဂရင်မောဟာလေးတွေပါတော့သူအဲ့ဒါကိုမအေးဘူးမဝင့်မရဲဖြစ်နေတာပေါ့နော်သူကိုယ်တိုင်ကလည်းမအေးဘူးမြင်ပါစိုးလို့ပေါ့မေးပါရင်ဒါလုံးလို့အဆင်မပြေဘူးတဲ့မေးမလိုက်နဲ့တဲ့ဘယ်လိုပြောချင်လဲဆိုတော့ကျမကိုယ်တိုင်လည်းအိမ်အောင်တယ်ပါပဲဒါပေမဲ့ဇလန်းဆိုတာကတော့ဇလန်းရပေါ့နော်မဇလန်းလေးထဲမှာဒီလိုဖြစ်ပြသွားတယ်အိမ်အောင်ရေးဖောက်ပြန်တဲ့သဘောတရားလေးပေါ့ကျမကိုယ်တွေပြောရရင်တော့ကျမမျိုးသားကျမကိုပြောခဲ့ဘူးတယ်သူကလေကားဆွဲတော့တက္ကစီဆွဲနေတော့အိမ်ပြန်လာတော့ကျမချွေးဆန်တစ်လုံးလုံးပေါ့အိမ်မှာလည်းဒီကျိုးတစ်လုံးလုံးလည်းဖြစ်မယ်တခါတလေလဲ braless ပေါ့နော်အဲ့မှာပူလို့အိုက်လို့နေတာဖြစ်မယ်သူကအိမ်ပြန်လာရင်ကျမကိုကြည့်ပြီးတော့သူကပြောတယ်ပပတဲ့ငါနင်းကိုကြည့်ရတယ်စိတ်မချမ်းသာလိုက်တာဟဲ့ဘာဖြစ်လို့လဲပေါ့မလေးတဲ့ငါကားမောင်းနေတာတဲ့ကောင်မလေးများအလန်းမဲတဲ့ငါအိမ်ပြန်လာစိတ်ကိုညှိရောတယ်နင်းကိုကြည့်မကြည့်တင်လဲနေစင်းအိမ်မောကျမအဲ့လိုမျိုးပြောခဲ့ဘူးဒါပေမဲ့ကိုယ့်ရဲ့ကြာပေါက်ပြန်ခြင်းလို့မဟုတ်ဘူးဒါကျမရဲ့လက်တွေ့ဖြစ်ပြန်လေးကိုပြောပြပါပေါ့ဘာလို့ဆိုအိမ်တော်တွေတော်တော်များများယောက်ျားလေးတွေအပြင်မှာအလုံးလုံးကြတယ်အပြင်မှာအထီးတွေများကြတယ်တချို့ဒီလဲဖောက်ပြန်တယ်ဆိုတာလဲနှစ်ဦးနှစ်ဖက်ပေါ့မိန်းကလေးဘက်ကောယောက်ျားလေးဘက်ကောဒါကတော့လက်ခုပ်ဆိုတာနှစ်ဖက်တိမှမြည်တယ်ဟောအဲ့ဒါကြောင့်တော့အဲ့လိုလေးတော့ထင်ပါတယ်ဟုတ်ပါတယ်ဂီးဆိုင်ဖို့လိုတာပေါ့အခုကျမဆိုပိုဂီးဆိုင်တက်သွားပြီပေါ့နော်ညနေဆောင်လာငေါ့ကြပြန်လာတော့အမှန်တော့ तू ကစားလိုက်တဲ့စကားတခုတည်းအိမ်အောင်တစ်ခုမှဒီဟာလေးတွေ respect ရှိရမယ်တယောက်နဲ့တယောက်တူးနဲ့တယောက်ကိုမျိုးသားဘာမကြိုက်ဘူးလေကိုကရောသူ့ကိုပြုပြင်ရောသူပြုပြင်ခံနိုင်မလားဆိုတော့နောက်ပိုင်းကျရင် तू ပြန်နေကြရင်ကျမရေမိုးချိုးတနခါးတွေလူးပြီးတော့မတူကြည့်တိုင်းနဲ့ဟဲ့ဘလို့ဖြစ်တာလဲဒီနေ့စမ်းစမ်းပြပြတယ်အေးပေါ့ရေလို့ညီကအပြင်သွားပြီးပြန်လာပြောနေတော့ကျုပ်လည်းတစ်ခါပြောနှစ်ခါပြောနေပြောမခံနိုင်ဘူးကျုပ်တနခါးလူပြီးစောင့်နေတာအဲ့လိုမျိုးပြောခဲ့မှုတယ်ပေါ့နော်ကို့မျိုးသားနဲ့ကိုဆိုတော့အခုတော့ဇလန်းထဲမှာလည်းဒါတွေဖြစ်ပျက်ခဲ့ရဆိုတော့အပြင်လောကမှာလည်းရှိကြပါတယ်ဒါပေမဲ့လို့ဒီဇလန်းလေးကိုကြည့်ပြီးတော့လည်းအပြုတ်သဘောအပြစ်သဘောခွဲစမ်းစိတ်ဖြာပြီးကြည့်ပေးကြပါလို့အကြံဉာဏ်မပေးရပါဘူးမတခါတလေ तू အကူကြီးလုံးရင်မအေးကို तू ပြောတယ်တားကသူ့ကသူဇန်ညွန်းလာရင်ဇန်ညွန်းကိုဖတ်တယ်ဖတ်ပြီးသူ့ကသူစာအုပ်ဖတ်ပြီးကြီးလိုက်ပြုံးလိုက်မအေးနဲ့ဒီသားအိမ်မှာနှစ်ယောက်တည်းရှိနေတဲ့အခါကျတော့ကို့သားဒီကလထိုင်ပေါ်ထိုင်နေတယ်တားဖာလုံနေလေမျက်နှာလေးတစ်ချက်ပြုံးလိုက်တာနဲ့တားဘယ်သူနဲ့စကားပြောနေမလားသူမျက်နှာပြက်သွားရင်ဟဲ့တားမင်းဘာဖြစ်တာလဲဆိုတော့မင်းရတယ်ဘယ်လိုသိနေရလဲတဲ့အော်တားရဲ့လို့မင်းကိုအမေမွေးထားတာလို့တားနဲ့အမေနှစ်ယောက်တည်းရှိတာအမေသိရပါလို့ဆိုတော့သူ့ရဲ့အခက်အခဲကို तू ကမပြောဘူးတားကလေမိသားဘာအခက်အခဲရှိတယ်တားကိုဘာလုပ်ပေးပါညာလုပ်ပေးပါမပြောဘူးမအေကသာသူ့ကိုလိုက်ကြည့်ပြီးတော့ငါဘာလုပ်ပေးရမလဲငါသားအတွက်ဘာလုပ်ပေးရမလဲအဲ့ဒါမျိုးတွေကကိုယ့်ရဲ့တာဝန်တစ်ခုလို့ပဲကိုကသတ်မှတ်ထားပါတယ်ဖေဖေဇန်လန်းကြတော့အခုညီမတို့ကမြမရုံမြင့်တန်ကြားကလာတဲ့အသက်ကိုနှင်းရွေရမြချူတန်ရဒါနိုင်ငံတော်ကနေလွှင့်နေဟိုပြောရမယ်ဆိုတော်လန်ရေးနေလို့တက်မတော်နေလို့ဆိုလို့ရှိရင်လွှင့်ပြီလေဆိုတော့အဲ့ဒါလေးတွေကြတော့သားလည်းပြန်ကြည့်ရတယ်ကျမတို့လည်းပြန်ကြည့်ရတယ် तू ကကျမတို့ကြတော့အဲ့ဖေဖေရဲ့အရင်တုန်းက
အခြေတပွဲစစ်ပွဲတရားတို့ဇလန်းကြီးရှိပါတယ်နှမလက်လျှော့လို့ပါအဲ့လိုဇလန်းကြီးကြတော့ကျမတို့လည်းမကြည့်ခဲ့ရဘူးဒါပေမဲ့အခုနောက်ပိုင်းမှာကျမတို့အသက်အရွယ်ကျမတို့တည်တတ်တဲ့အရွယ်ပေါ့အချိန်မှာဖေဖေကဗီဒီယိုတွေအများကြီးရိုက်ခဲ့တယ်ဆိုတော့အဲ့ဒါလေးတွေဗီဒီယိုကတော့ရုပ်ရှင်နဲ့တူတူပါပဲရုပ်ရှင်နဲ့ဗီဒီယိုကလေဇက်အိမ်ကြီးရနဲ့အိမ်ကွာတာဒါပဲကွာတာပါကြည့်ရပါတယ်ဟုတ်ကြည့်ရသူကြည့်ရအဖိုးကြီးရတယ်တော်တော်လှုပ်ထားတယ်တာဒီမှာကျန်အနီကီဆိုးပိုင်နဲ့မှမင်းဖိုးကြီးဘယ်လိုတွဲထားလဲကြည့်လိုက်အောင်ဆိုကျွန်တော်ကသူ့ကိုပြလေဟာဖိုးကြီးကဟုတ်လိုက်ဟိုနေ့ကပဲတချင်းဟိုဟာလေဖေဖေရဲ့ဟိုဟာစင်မြင့်ဘောကနေဟို VCD တချင်းလေးလေအဲ့မှာဗာရိုက်ထားလဲဆိုတော့ဟိုပြင်းအောင်ပြင်းသေးတယ်ကောင်မလေးတွေနဲ့ရိုက်ထားတာဒိုတဲလေးခွဲလို့ပြီးမငိုသေးပါမလွမ်းသေးပါပြင်းအောင်ပြင်းသေးတယ်ဒီမှာတယောက်ကိုပြောလိုက်နောက်တယောက်ပြောတယ်တာကိုပြလာကျန်လို့ဒီမှာမင်းဖိုးကြီးတွေ့လာလို့သူကြည့်ပြီးဟာဖိုးကြီးကလည်းစော်3ယောက်နဲ့ပါလားအဲ့လိုမျိုးအဲ့လိုပဲအဲ့လိုဖိုးကြီးတိုးဆောင်တာကြည်ထားလို့မင်းဖိုးကြီးဘယ်လိုလုပ်လဲဆိုတာအဲ့ဒါမျိုးလေးတော့ကျွန်မပြပြပါတယ်တားမှာတော့ तू ကအဲ့လိုတော့မပြောဘူးတခါမှစိတ်ကူးမိတာတော့ကျွန်မစိတ်ကူးမိတယ်အရင်ဆုံးပါလို့ဆိုမရှိတော့တဲ့ဖေထက်စာဟိုဖေကိုပေါ့နော်ဖေရှိနေကောင်းပါပဲဆိုတာလေးကဟိုအတွေးလေးတစ်ခုပေါ်မှာရယ်အဓိကကျွန်မဟိုအနီးကဆုံးဆိုပြောရမယ်ဆိုရင်သူ့ဖေကိုကျွန်မပိုတတိရတယ်။ဘာလို့ဆိုကျွန်မဝင်းမဖသိန်းနဲ့ဖြစ်လာအောင်ကျွန်မမျိုးသားကအများကြီး supporting ပေးခဲ့တယ်အနားကနေပြီးဟိုအကုန်လုံးပေါ့ထောက်ပံ့ဟိုကူညီပေးခဲ့တယ်ပေါ့မရယ်အခုချိန်မှာကျွန်မမျိုးသားသာရှိခဲ့မယ်ဆိုရင်ကျွန်မသားလေးကိုကျွန်မခေါင်းဆောင်မင်းသားတနေရာဖြစ်ဒါမှမဟုတ်လဲကိုယ့်ရဲ့ကိုယ်ပိုင်စီရီခွေတောင်မှကျွန်မတို့ကိုယ်ပိုင်ထုတ်ခဲ့သေးတာပဲလေကိုသားလေးကိုဒီတငယ်ချင်းပေါင်းတဲ့နေနဲ့တိုင်ပင်ပြီးတော့ကိုတိုင်းငွေကုန်ကြေးချခံပြီးတော့လုတ်ပေးပြစ်လိုက်မယ်လို့ထင်ပါတယ်ကြုံတာပေါ့အများကြီးပါကြုံတာပေါ့အမရဲ့အဓိကတော့ငွေကြေးပေါ့ကျွန်မတို့မှာကိုရှိမှလှုပ်တာစီးသွင်းတာဘာမှမဟုတ်ပါဘူးအတန်စားရေးစရာကြေးပေးရမယ်ဒီတချင်းကိုရွေးလိုက်တဲ့တချင်း10ပုတ်တန်ဒီ12ပုတ်တန်ဒီကိုရွေးလိုက်ပြီးရွေးပြီးစားရေးစရာကိုကျွန်တော်တို့အမှုပညာကြေးကြောတယ်ပြီးရင် T1 ဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ဝိုင်းကိုကိုခေါ်မယ်T1 ကိုလည်းကျွန်တော်တို့ကဒါအမှုပညာကြေးပေးတယ်စတူဒီယိုဘာညာကြံတဲ့ဘိုင်းကဘာတွေအခက်အခဲဖြစ်လဲဆိုတော့ကျွန်တော်ကြော်ညာဘိုင်းမှာအခက်အခဲဖြစ်ပြီးနောက်တစ်ခုကနေတွေကိုရောက်ဖို့အတွက်ဒီတေးတံနေဆိုင်လေးနဲ့ကျွန်တော်တို့ဟိုညှိနှိုင်းကြတဲ့အခါမှာအဲ့မှာအခက်အခဲရှိတယ်ကိုတိုင်းမလုံးတေးတံသွင်းဆိုင်ဆိုတာလေသူတို့ကလည်းကော်မရှင်နဲ့ယူတာလေဆိုတော့အစစ်တွေကအဲ့ကုန်တယ်လာပြီးဗန်တိုင်းဘိုးတို့အခွေကာပါစီဒီကာပါအခွေကာပါတိတ်ခွေကာပါအများကြီးပေါ့အများကြီးဟိုခက်ခဲပါတယ်ကျန်တဲ့အမှုပညာခက်ခဲမှုကတော့ကိုယ်စူးစမ်းမှုပေါ်ပဲမူတည်တယ်လို့ထင်ပါတယ်မဟုတ်ကျွန်မအမှုပညာတက်တန်းကတော့အခုဖေဖေဆုံးတာ26နှစ်ပေါ့26နှစ်ဆိုရင်ကျွန်မရဲ့တက်တန်းက26နှစ်ရှိပြီပေါ့ဒါပေမဲ့ကျွန်မဒီတေးစီဒီလောကမှာ26နှစ်ပေါ့နော်ဖေဖေမဆုံးခင်ကကျွန်မကအမှုပညာနဲ့ပတ်သက်လို့လဲတခြားနေရာဌာနတစ်ခုမှာဝင်လုပ်ခဲ့တယ်ဒါကြောင့်လဲကျွန်မမျိုးသားနင်းလုပ်တတ်တယ်လုံးနိုင်တယ်လုပ်ကိုလုပ်ရမယ်ဆိုတော့ခံယူချက်ကလေးနဲ့ကျွန်မဟိုဒီတေးစီလောကကိုကျွန်မမျိုးသားပို့ဆောင်ခဲ့တယ်ပေါ့အခုလဲကျွန်မသားလှည့်ကြတော့သားကလုံးနိုင်နေတယ်လုံးတတ်တယ်လုပ်ကိုလုပ်ရမယ်ဆိုတော့ကျွန်မတို့ရဲ့ဟိုပြည်သူကပဲပေးတဲ့တာဝန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုအသိနဲ့ခံယူလိုက်တဲ့ဟိုအကြောင်းတရားပဲဖြစ်ဖြစ်ပေါ့သားကိုကျွန်မကနေရာတစ်ခုမဖြစ်အောင်ကျွန်မလုပ်ပေးရမယ့်တာဝန်ကျွန်မမှာရှိတယ်ဒါပေမဲ့ကျွန်မအနည်းဆက်ဆုံးဖြစ်တဲ့ဒီဂီတတေးစီဒီလောကတေးလောကပေါ့နော်တေးလောကမှာကျွန်မအရောက်တက်နိုင်လို့ကျွန်မသားကိုကျွန်မဆွဲခေါ်တယ်ကျွန်မပရိသတ်နဲ့ဟိုမကြောက်အောင်ပရိသတ်မကြောက်အောင်စင်မော်ကိုတချင်းဆိုတတ်တာလွယ်တယ်မှစင်မော်ကိုတက်ပြီးတော့လေအပရိသတ်ကြောက်နေလုံးမရတော့သိလားအဲ့လိုသူ့ကိုကျွန်မကွန်ထရိုးတွေအများကြီးပေးတယ်သားကိုလေသားတက်ဆိုဒီဝိုင်းကတီးဝိုင်းကစိတ်ချရတယ်မိအာမခံတယ်တားမနေရင်တောင်မှသူတို့ကသားကိုလိုက်ပြီးတီးပေးမှာအဲ့လိုမျိုးနဲ့သူ့ကိုကျွန်မခွန်အားပေးပြီးတော့သားလေးကိုစင်ပေါ်မရရအောင်ကျွန်မတင်တယ်ဒါကျွန်မတက်နိုင်တဲ့ဂီတမှာကျွန်မရုန်းကန်ခဲ့ရတာတွေသားကိုဘယ်ကူကူလေးဖြစ်အောင်ကျွန်မလုပ်ပေးခဲ့တယ်ဒီအယုတ်ပိုင်းဆိုင်ရာကြတော့ကျွန်မနဲ့နည်းနည်းအလန်းဝေးပါတယ်အလန်းဝေးတယ်ဒါကြောင့်မလို့ကျွန်မလို့အဲ့အချိန်ကြတော့သူ့ဘိုးရတာရှိရင်အဆင်ပြေမှာအဲ့ဆိုသားလေးအရွယ်ကောင်းတဲ့အချိန်ရဲ့အခုဖေဖေရှိမယ်ဆိုရင်လည်းတချို့အမှုပညာသမားတွေအသက်80ကျော်အထိရက်တည်နေနိုင်တုံးလေအဲ့ဆိုအဲ့လိုမျိုးလေးသွားတွေးလိုက်တဲ့အခါငါဖေများရှိခဲ့ရင်ငါသားလေးတော့သူနေရာတစ်ခုလေးတော့ဖြစ်မှာပဲလို့အဲ့ဒါလေးပဲတွေးမိပါတယ်ဟိုအရင်ကြီးလေအတန်းတာကြီးမလင်ငါဖေသေးသွားတဲ့ဟာဝမ်းနဲ့ပက်လဲအဲ့လိုမျိုးတော့မဟုတ်ပါဘူးမာရယ်ဆိုးတယ်ဖေတချင်းကတော့ဆိုးတယ်မှအပြင်ပွဲတွေညီမတို့ဟိုကတော့ခရီးသွားတယ်ဆိုလို့ရှိရင်လည်းတွင်းသိမ့်နဲ့မြည်ဆိုတာနဲ့
ပြပြတချင်းဆိုရမယ်သူကဆိုကြတယ်သူ့ကိုဆိုလို့ရှိရင်ဖိုးလာမင်းဆိုခိုင်းတယ်တခါတလေ40ကျော်ဆိုခိုင်းတယ်သူက40ကျော်တော့တဲ့ကျွန်တော်အသက်နဲ့တော့မလိုက်ဘူးပေါ့ဒါပေမဲ့ပြည်သက်ကတောင်းဆိုရလဲဆိုပြပါမယ်အချစ်ဆိုပါတယ်မပြင်းအောင်ပြင်းသေးတယ်လို့ဟိုဟာမီးရေးပဲမလဲလို့ညနေဝိုင်းတို့အမုန်းတွေတို့နောက်အချစ်တပွဲစစ်ပွဲတရားအဲ့ဒါမျိုးလေးပေါ့အမေပါတို့ပြည်သက်နဲ့ပြည်သက်လဲဟိုသူတို့နားရင်ပြီးသားတခြင်းလေးတွေပေါ့အဲ့လိုမျိုးလေးဆိုရပါတယ်ဟုတ်ကဲ့ပြည်သက်ကြီးကိုအပ်ပါတယ်လို့ဘာလို့ဆိုတော့တားကသူဝါသနာပါတဲ့အမှုပညာကိုခြေလန်းတစ်ခုချင်းစီတိုင်းကိုသူ့အသက်က28နှစ်ဖြစ်တဲ့အတွက်သူခွဲခြမ်းစိတ်ဖြာပြီးတော့ဒီနေရာမှာသူဘာလုပ်ရမလဲဒီအချိန်ရောက်ရင်သူဘာလုပ်ရမလဲဆိုတော့သူ့အင်သူအားလေးနဲ့လုပ်နေပါတယ်လို့ပြေးသက်ကလည်းဖေဖေကိုချစ်တဲ့မေတ္တာလေးနဲ့သူနေသိမ့်နေရင်ညီသူနေသိမ့်နေသူ့မရဘသူပဲပေါ့အဲ့ဒါလေးနဲ့အားပေးကြပါဦးလို့အမားလေးများရှိရင်လည်းခွင့်လို့ပေးကြပါဦးလို့